မင်္ဂလာပါမျိုးတွေနော်အဲ့တော့ဒီအကောက်ကတော့ကျွန်တော်တင်ပေးရတာဆိုရင်တပတ်ကျော်နှစ်ပတ်နေပါပြတ်သွားတယ်အဲ့တော့အခုစတင်တာနည်းနည်းလေးအဆင်ပြေတဲ့အတွက်တင်ပေးလိုက်ပါပြီနော်အဆင်ပြေရင်ဒီအကောက်တွေကပဲဆက်ပြီးတော့အလုပ်လုပ်ပါမယ်မျိုးတွေနော်အဲ့တော့ဒါပြီးခဲ့တဲ့ဟိုပတ်ကတော့မတင်ဘူးမတင်ရဘူးပေါ့ဗျာတင်လို့မရဘူးကျွန်တော်ဟိုအကောက်တစ်ကောက်ကပဲတင်တယ်နော်အကောက်တစ်ကလေးတစ်ကောက်ကညတော့တင်ပေးတယ်အဲ့တော့မျိုးလေးမနက်ဖြန်ကကျွန်တော်တို့9ရက်9လ2026အင်္ဂါနေ့နော်ကျောင်းတော်ကြီးဖွင့်တဲ့ဒုတိယမြောက်အင်္ဂါနေ့ရောက်ပါပြီအဲ့တော့ဒီအဖွင့်နေ့မှာတော့ကျွန်တော်ဘာသာသုံးသက်ချက်ပြောခဲ့တဲ့နေရာမှာမွေးကွက်နော်ရှင်မွေးကွက်၄ကွက်ကျွန်တော်ပြောခဲ့တယ်1နဲ့1ကောင်30 40အဲ့ဒီ၄ခွက်ထဲကတစ်ခွက်ကောင်30ထွက်ခဲ့ပါတယ်အဲ့တော့ကြောင့်တပတ်စာသုံးသက်ချက်2မျိုးပြောတဲ့နေရာမှာမွေးခွက်ထွက်သွားပါပြီเนาะအခွေပဲကျန်တော့တယ်တော့အဲ့ဒီအခွေကတော့3469ဆိုတဲ့အခွေအပူပါအင်္ဂါဘုရားဇာတာပရိတောက်ကြအဲ့ဒီ၄ရက်အတွင်းမှာတစ်ချိန်လာပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်မျိုးတွေကျွန်တော်3မျိုးပြောခဲ့မယ်ဒီကနေ့တနင်္လာနေ့ကျောင်းတော်ကြီးဖွင့်တဲ့တနင်္လာနေ့မှာတုံညာထေစီထွက်တဲ့အတွက်ဖြစ်နိုင်ကြည်လာနိုင်ကြည်အားအကောင်းဆုံး3မျိုးတည်းက1မျိုးသို့မဟုတ်2မျိုးလာဖို့ရှိပါတယ်မိမိတို့ကြိုက်တဲ့1မျိုးကိုရွေးပါအကုန်လုံးရဲ့လို့မရွေးပါဘူး3ခွက်တစ်ခွက်တင်နိုင်ပါတယ်နော်3မျိုးတည်းက1မျိုးကြိုက်တာလုပ်ပါအဲ့ဒီဥစ္စာကတော့ဒီတနင်္လာနေ့အဖွင့်ပွဲမှာတုံညာထေစီကြားတဲ့အတွက်ကြံ4ရက်မှာ6တလုံးလာဖို့ရှိပါတယ်နံပါတ်1နံပါတ်2အနေနဲ့3ညနောက်ပိတ်တပွဲရှိပါတယ်နံပါတ်3ကတော့အပူလာဖို့ရာခိုင်နှုန်း80ရာခိုင်နှုန်းရှိပါတယ်เนาะအဲ့ဒီ3မျိုးတည်းကတစ်မျိုးကြိုက်တဲ့တရားကိုရွေးချယ်ပြီးတော့ဆော့ပါကျွန်တော်တို့ဒါကတနင်္လာနေ့3ညဒေစီထွက်တဲ့ဖော်မြူလာနေရဖြစ်နိုင်စီရှိမဲ့အရာမျိုးကိုပြောပါတယ်အဲ့တော့မနက်ဖြန်ကကျွန်တော်တို့9ရက်9လ2026ဒီအင်္ဂါနေ့မနက်ည2ချိန်သို့မဟုတ်1ချိန်ထိမဲ့စင်ကောမာစတာကီနှလုံးကတော့8နဲ့9ပါ8နဲ့9ပါ8နဲ့ပတ်သက်ရင်8ခွန်8 5 8 6 80เนาะ9နဲ့ပတ်သက်ရင်9 4 9 6 9ခွန်9 1ပါအလုံးစင်ပြကြပါစေများများရှယ်ထားပါအသစ်ဖြစ်တဲ့